သိရင်မှတ်မိပြောပြပါဦးဗျဘယ်ကစကားဒါပွဲဥထွက်ကတော့ဒါမြန်အောင်ပေါ့နော်ဟောမြန်အောင်ဟုတ်ကဲ့လေဟောဟင်္ဒရာမြန်အောင်ဟုတ်ဟင်္ဒရာမြန်အောင်မှာပထမဆုံးပွဲဥထွက်အမှစပြီးတော့ခေါင်းဆောင်မင်းသားဆိုင်ရင်မူရလို့စအဲ့ဒီပီတီလေးပြောတော့မှာအဲ့ပီတီလေးစားပီတီလေးစားအောင်ဆိုဆက်စချင်းတော့အရန်ကြောက်ပြီးတော့ stress တွေအရန်များတယ်လုံနိုင်ပါမလားဆိုင်ရင်မူဆိုရင်မင်းသားကိုလူတွေကကြည့်ပါမလားကြည့်လို့ကျရင်ဆရာကိုလည်းမျက်နှာပြည့်တာကြာမယ်ဆရာကတော့အာသွန်ခွန်ဆိုင်အကုန်လုံးတင်ပေးတာပဲခုလုံနိုင်ဆိုရင်ဘယ်လောက်တညတောင်ထိနိုင်မှာမလားဆိုပြီးဒါလက်ထောက်ကလာတဲ့ခါကျတော့လက်ထောက်ကတော့နောက်ကနေမိမ့်လိုက်သွားလို့ရပြီခေါင်းဆောင်လို့မှန်တာပေါ့မကောင်းတာလေကိုပဲခံစားမယ်တကယ်လို့ကောင်းစားခဲ့ရင်လေကိုပဲစိုင်းရမိုးဇက်ကကောင်းတယ်ဆိုပြီးတော့ဖြစ်မယ်ဆိုတော့အရန်ကြောက်တယ်ဒါပေမဲ့၃ညလုံးညံဝဲပြိတ္တကြီးအဝေးကပြိတ္တကြီးရောလာရောက်အားပေးကြတဲ့အတွက်အတိုင်းမသိဝမ်းသာပြောရှင်တကယ်ပြောစရာကြီးမှန်ပါတယ်ဗျအဲ့ပီတီလေးလေးခံစားရပါတယ်နော်အဲ့မြန်ပြီးတော့ဘယ်မှာကလဲမြန်ပြီးတော့ဒါမကွေးမြတ်တလုံးပါညကတယ်တလေးကျော်အဲ့မှာလည်းအောင်မြင်တာကြားတယ်ဟုတ်တယ်လေးလေးဟုတ်အားလုံးကအဲ့လိုမျိုးပြိတ္တကြီးလာကြည့်ုံနေမဟုတ်ဘဲနဲ့သူတို့ဖုန်းလေးနဲ့ရိုက်ပြီးတော့ပွဲပြီးသွားလို့တပတ်နေလေသူတို့မှဒီကလေးတတတင်ပေးတဲ့အတွက်ကျန်တဲ့ပွဲလာမကြည့်နိုင်တဲ့လူတွေအတွက်ပါဒီဆိုင်ရင်မိုးလေးကြည့်ရတဲ့အတွက်တောင်းပို့ပြီးတော့သိသွားတာပေါ့ဟုတ်တယ်မလေးတင်ပေးတဲ့လူတွေလည်းကျေးဇူးတင်တယ်ကျေးဇူးတင်မှာပေါ့သူများမတင်အောင်ကျွန်တော်တင်နေမှာပဲလေဘာလို့သူခိုင်းလိုက်လုံနေလေတွေ့ပါတယ် Facebook မှာနော်ဟုတ်ကဲ့လေးမကွေးကပြည်သက်ကြီးလွန်းတဲ့အတွက်ဆိုင်မိုးနောက်တစ်ခေါက်ကြည့်ရမှကျင်းနေမယ်သူတို့တော့သွားကောက်မှာဟုတ်မလားဟုတ်တယ်လေဒီသူများမတင်ဘူးနဲ့သူရှိတယ်မီဒီယာလုပ်တယ်သူလုပ်လိမ့်မယ်သူလုပ်မင်းကျိုးကအဲ့ဒါပြီးတော့မကွေးမြတ်တယ်ပြီးတော့ဒါမကွေးမြတ်တယ်ပြီးတော့တောင်တော်ကုန်း80ရက်ကွယ်မှာကားတယ်ဟာမိုးတွေရွာလေမင်းရတယ်ဟုတ်တယ်လေဘုံတိုင်းဝင်နေချိန်အဲ့ဒီမှာတော်တော်ကမှအားရငယ်ပြီးတော့ဘာလို့ဘာကံရမ်းနေဆရာဟောဒါဟောဘယ်လိုလဲဒါတို့ကအခုမှအစအားယူနေရတဲ့အချိန်မှာအဲ့လိုမျိုးအခက်ခဲတွေကြုံလာမယ်လို့လည်းကြိုပြီးတော့မတွေးထားလိုက်မိတဲ့ချက်ချင်းကြုံလိုက်ရတဲ့အတွက်ဇက်သူဇက်သားတွေရောဒါတို့ကမဲ့ညက်နေမှာစပြီးတော့ရွာတာအားလုံးပြင်ဆင်ပြီးကရုံပဲ၄-၅နာရီလောက်ပဲလိုတော့တယ်ကဖို့တယ်အားလုံးတချို့တွေဆိုရင်လာတဲ့ဇက်ရုံလာတဲ့လူလာနေတဲ့အချိန်မှာမိုးရွာသွားတဲ့အတွက်လာကြည့်မဲ့ပြိတ္တကျူအာနာတာတမျိုးဇက်သူဇက်သားတွေအာနာတာတမျိုးဆရာနဲ့တားနဲ့အဲ့လိုမျိုးအတွေးပေါင်းစုံပေါ့အဲ့ရနဲ့၃ညလုံးဒါတို့နောက်ဆုတ်လိုက်ရတယ်ပေါ့နှစ်ပတ်နောက်ဆုတ်ပြီးတော့မှတော့ခက်ခဲရှိတာပေါ့ဟုတ်ကဲ့ခက်ခဲရှိပတ်စံပြန်အားရတယ်ဆိုတာတဲ့လို့ယုံမှဆင်ထားတဲ့ပစ္စည်းတွေဟုတ်တယ်လေလေမိုးမဆူအောင်ဆေးပကြီးကားတွေရှိမယ် LED တွေရှိမယ်ထပ်ပြီးတော့စိုးရိမ်သေးတယ်ထက်ကရင်ထက်ရွာရင်ဘယ်လိုလုပ်ရမလဲဆိုစိုးရိမ်စိတ်နဲ့ကားတယ်ညအထိအဆင်ပြေတယ်တတိယညမှာအဲ့ဒီမှာသားကလည်း ready ဖြစ်နဝိုင်းချင်းစတီးနေချင်းမထင်မှတ်ဖက်နဲ့မိုးကလုံးဝအကြီးကျယ်တနားရီလောက်ရွာချလိုက်တာဘလို့မှကမရတော့အဝေးကလာတဲ့လူတွေလည်းဒုက္ခရောက်ဒီနောက်ကလူတွေလည်းဒုက္ခရောက်ပြိတ္တကြီးရတယ်တားကိုစိတ်ပြီးတော့တားကလည်းသူတို့စိတ်ဘူးအာနာတာပေါ့အာနာဆိုအဝေးတနေရာလာတဲ့လူတွေရှိတယ်နောက်ပြီးတော့ပြန်ချိန်ကြတော့အဆင်မပြေတော့ဘူးလေအေးပေါ့အဲ့ဆိုတော့ဘာလို့ဘာကံကြီးကိုကတော့ပြိတ္တကြီးအတွက်ပဲစိတ်ပူတာဒါပေမဲ့တချို့အဲ့လိုမျိုးဇက်တဲ့လူတွေပြောတာကချမ်းနေလို့ထီးလေးတဆောင်းပေးတာပေါ့နော်အဲ့လူဆောင်းပေးတဲ့ခါမှာသူတို့ကမေးကြိုက်တုံနေပြီးတဲ့တားကအခန်းထဲမှာသိတယ်မလားမိုးလုံတဲ့နေရာတစ်ခုမှာထိုင်နေတာအဲ့ဒါကိုမင်းသားလေးအဆင်ပြေလားမင်းသားလေးအားငယ်လားဆိုဇက်သူဇက်သားတွေကတော့အမြင်ကတ်တယ်ဒီပြိတ္တကြီးကသူတို့မိုးရွာတာကိုဒီကြိုက်တုံနေတာကိုမစိုးရိမ်မနဲ့ဒီမင်းသားလေးအဆင်မပြေမအောင်စိုးရိမ်နေတဲ့ဒီပီတီပေါ်သားရင်တွေကမခံအရန်ဝမ်းတာတယ်ပေါ့အဲ့ဒါကတော့လေးစားစရာကောင်းတဲ့ပြိတ္တထမင်းဦးနော်ကိုထမင်းဦးကိုသားတို့စော်ကားမိစင်နဲ့အမြဲတမ်းဒီလေးစားဒီလိုအမြဲတမ်းချစ်နေအောင်နော်တနော်ဆက်ကြိုးစားပါမလျှော့နဲ့ဟုတ်ကဲ့ပါခဏမိုးရွာတာလေးစကားဆက်ပြတ်သွားတော့ဒါတို့မိုးတတိယညမထင်မှဖက်နဲ့အမှမိုးရွာလိုက်ပြီးတော့ပြတ်သွားတော့အားလုံးကပြန်သွားကြတယ်ပြန်သွားပြီးတော့နောက်မိုးများတဲ့တရက်ကိုရွှေ့ပြီးတော့ကပြတော့အမှစိုးရင်စိတ်ကမိုးတွေကရွာနေအောက်ကရွှွန့်နေနဲ့လာကြည့်ပါမလားဆိုပြီးတော့စိုးရိမ်နေတာပေါ့မဆရာလည်းတတ်နိုင်တဲ့လောက်ကော်စောတွေကိုနေလန်းပြီးတော့ရှုံးဝက်တွေကိုတဲဖူးတင်နေတာဖူးအဲ့လိုမျိုးအတတ်နိုင်ဆုံးလုပ်ပေးတယ်လုပ်ပေးပေမဲ့အောက်မှာအဆိုတွေကတော်တော်ဝစ်တဲ့အတွက်အငွေ့ပြန်တယ်ဒါပေမဲ့လည်းသူတို့မှကျမ်းမာရေးကိုမငဲ့ပဲနဲ့နောက်ပြန်အစားတို့ပြန်ကားပြနေလူကလုံးဝအပြည့်ဆိုတော့ဖြစ်ရပီတီကဝမ်းတာတယ်ကိုပတ်စံတွေအများကြီးပေးတာမှဝမ်းတာတာမို့ဒီလိုမျိုးကြည်နူးဝမ်းတာမှုကိုယ်ကျမ်းမာရေးလူကြီးတွေလူငယ်တွေကျမ်းမာရေးမငဲ့ပဲနဲ့လာပြီးတော့တညတာလုံးစိုးနေတာတောင်မှသူတို့မှအုတ်ထုပ်တွေဆောင်းထီးတွေဆောင်းပြီးတော့လာအပ်ပေးတဲ့အတွက်အရန်ပဲတန်ဖိုးဖြတ်နိုင်အောင်လို့အမတ်တရားတွေနဲ့ဝမ်းသာစရာအဲ့ဒါကဘာမှလေမြန်မာတစ်ခုပဲရှိဟုတ်ကဲ့လေဘာဖြစ်လို့တညလုံးပြောပြလဲဟုတ်နော်
တညာလုံးပြောပြီးတာဗမာတစ်ခုပဲတညာလုံးအားပေးတာလေဗမာပရိသတ်တစ်ခုပဲ ဟုတ်တယ်လေ နောက်ပြီးတော့ပုံကိုဆွဲရှိတာလေဗမာပရိသတ်ပဲတော့ဆိုင်မှုလာကြည့်တာလေ ဟုတ် နော်ဆိုင်မှုပြီးတော့မှခုနအဆွဲပွားတွေပေါ့လာကြည့်တယ်ဒီဝိုင်းနေလည်းကောင်းတယ်နောက်ကတင်သက်တဲ့ presentation တွေလည်းကောင်းတယ်ပရိသတ်ကအယူတော့မဟုတ်ဘူးဗျနော်အဲ့တော့ဟိုလိပြောနေကြစကားလုံးလေးခုရှိအမှလည်းထမင်းဆိုတာလူတိုင်းချက်တတ်ချင်မှချက်တတ်မယ်ထမင်းမနှက်ဘူးနှက်တယ်တော့လူတိုင်းခံစားတတ်တယ်အဲ့ဒါပဲသူတို့ဆိုတတ်ချင်မှဆိုတတ်မယ်ကတတ်ချင်မှကတတ်မယ်ဒီမင်းသားလေးဆိုတတ်တယ်ငိုတတ်တယ်ပြောတတ်တယ်အာဇာကြီးနောက်ကကောင်းတယ်လောက်ထားတဲ့တင်ဆက်မှုတွေကကောင်းတယ်သူတို့သိတယ်လေအဲ့ကြောင့်တောင်းခုနတညဟလာယဝင်ကားတွေဖြာကားတွေအကုန်ကမိုးရီထဲမှာထိုင်ပြီးတော့ကြည်တာလေ ဟုတ်တယ်လေ နော်အဲ့တော့ကိုယ့်ဘက်ကလည်းခုနကောင်းတဲ့တင်ဆက်မှုတွေသားတို့ကလုပ်ပေးတာလေကိုယ့်ဘက်ကလည်းခုနပြောတဲ့ရွှွနေပေါ်မှာဟလာစေတနာထားပြီးတော့တဲ့တွေခင်းဖွဲတွေခင်းပြီးတော့လုပ်ပေးတာလေအဲ့ဒီစေတနာတွေသားတို့ပြန်ပြီးတော့ရောင်မြန်ဟတ်တာပေါ့နော်ဒါခက်ခဲဆိုရှိမှာပဲ ဟုတ်ကဲ့ နန္ဒသင်းတန်စကလုံးလို့ပါပဲနော် ဟုတ်ကဲ့ အဲ့ဒီခက်ခဲတွေကြောက်ပြီးတော့နောက်တနေရာကိုထွက်သွားရင်လေတဲ့ကြီးတဲ့ကြောက်စရာကောင်းတဲ့ခက်ခဲတွေကျုံးမှာပဲအဲ့ဒီခက်ခဲတွေကြော်ချဒါဘဝတစ်ခုပဲသား ဟုတ်ကဲ့ အဲ့ဒါတော့ကြိုက်စိတ်တမကြနဲ့ရှေ့မှာခုနမင်းကိုဟလာကဲဘလို့ပဲမဲ့ကိုဆရာရှိနေတာလေဒါအလူပညာနဲ့အထုတ်နော် တခါလေးကျရင်ဒါအဲ့လိုမျိုးစိတ်ညစ်စရာများပြီးတော့နော် ဟုတ် ငါမကကျင်တော့ဘူးဆိုတဲ့စိတ်တခါလေးကျရင်ခဏစိတ်မွန်းချက်မှုတွေရမ်းများတဲ့ခါကျအဲ့လိုမျိုးအတွေးပေါ့ဒါပေမဲ့လည်းဆရာကိုကြည်လိုက်ရင်ဘာမှလည်းမဆိုင်ဘူး ဟုတ်တယ် အာသွန်ခွန်ဆိုင်ကိုတကယ်ဒါအတွက်အဖွဲ့သူဖွဲ့သားအတွက်အားလုံးဟိုဆရာတော်ဒီလောက်လုံးငါဒီလောက်စိတ်ညစ်မခံနိုင်မဲ့ဟိုလုံးလို့မရငါလည်းဒီလောက်ဝါသနာပါပြီးဖြစ်ချင်တယ်ကြိုးစားမယ်ဆိုတော့ဆရာကိုကြည်ပြီးတော့မိုတီပြန်ယူပြီးတော့ အဲ့မူရီယူရမှာလေခုနစိတ်ကိုဖျောက်ပြစ်ပါမကြောက်ပါနဲ့ နော်ဒါတခါကျရင်မွန်းချက်လို့တွေးလိုက်တာတကယ်တမ်းမကတော့ဘူးလို့တွေးကိုယ်ဘာနဲ့ကိုပြန်ပြီးတော့ဆန်းစစ်လိုက်ရင်ဒီရမစွန့်လွတ်နိုင်ဘူး ဒါကပဲဆုံးတော့နေမင်းဒီ